ရခင်ကချမ်းသာကြွယ်ဝခဲ့သည့်လက်သည်ယခုအခါတွင်စေဖို့ဝါကားများပေးဆက်ရန်အတွက်လက်သမားတစ်ယောက်ကဲ့သို့ခက်ခက်ခဲခဲလုပ်ကိုင်နေရပြီးအမျိုးသားအများစုထပ်ပင်ပုံမလေးလံသောအလုပ်များကိုလုပ်ကိုင်နေရသည့်ကုန်ပစ္စည်းများပို့ဆောင်နေသည့်ကြောချသည့်လက်ကိုမတော်တဆတွေ့ရှိသွားခဲ့ရာသူမ၏မျှော်လင့်ချက်မဲ့နေသည့်အခြေအနေကြောင့်ကြောချ၏ရင်ကိုကွဲမတက်ဖြစ်စေခဲ့သည်ကြောချကလက်ကိုသူနှင့်အတူပြန်လိုက်လာရန်တိုက်တွန်းတော်လဲလက်ကညှင်းဆန်ခဲ့သည့်ထို့ကြောင့်ကြောချသည်လက်၏အကျွေးရှင်ထံတွားရောက်မေးမြန်းကအကျွေးများအားလုံးဆက်ပေးမိဟုကမ်းလှမ်းခဲ့သည်ထိုအကျွေးရှင်ကလက်တစ်ချိန်ကမိမိကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားခဲ့မှုကြောင့်ပြောပြသဖြင့်ကြောချအလုံးတုံးလောက်သွားခဲ့သည်အကျွေးရှင်ကလက်ကိုစောက်ရှောက်သည့်အနေဖြင့်ရင်းဤဇနီးနှင့်အခန်းထဲအတူအိတ်စေပြီးအလုံးများစွာပေးကဝေဒနာများကိုမေ့ပြောက်စေခဲ့သည်ထိုမိန်းကလေးကိုနှစ်ပေါင်းများစွာကတည်းကတိတ်တဆိတ်ချင်းမြတ်နိုးလာခဲ့သောကြောချသည်သူမအပေါ်ပုံမချစ်ခင်တွေ့တာလာကထိုနေရာမှာပင်ဆက်နေပြီးလဲရအလုံးများကိုကူညီပေးရန်ဆုံးဖြတ်လိုက်သည်တစ်ဖက်တွင်လည်းအက်ဒဝတ်သည်လက်၏အမရှိရာနေရာသို့ရောက်ရှိလာပြီးစောင့်ကြည့်ကင်မရာမှတ်တမ်းများမှတဆင့်လက်သည်မိရထားပူရာယုံသို့တွားကြောင်းသိရှိခဲ့သည်သူသည်လက်၏တပ်ပုံကိုကိုင်ကလူများကိုမေးမြန်းခဲ့တယ်လို့လက်ဖုံးပိတ်မသွားမီကပေးပို့ခဲ့သောတပ်ပုံကိုတတိယသွားကလက်ထောက်ကိုလက်၏ဖုံးတင်နေရာရှာခိုင်းခဲ့သည်ယုံသို့ပြန်ရောက်ချိန်တွင်လက်ထောက်ထံမှဒီနေရာကိုရရှိသွားသဖြင့်အက်ဒဝတ်သည်ချက်ချင်းပင်ကားမောင်းထွက်သွားခဲ့သည်ထိုအချိန်တွင်လက်သည်ကြောချကိုအချိန်ကုန်စေသည်ဟုယူဆကတော့ခမပေးလိုတော့သည့်အတွက်ကြောချနှင့်အတူပြန်လိုက်သွားရန်ဆုံးဖြတ်ခဲ့သည်သူမကိုစောင့်ရှောက်ပေးခဲ့သည့်ဇနီးမောင်နှံကိုနှုတ်ဆက်ပြီးအလုခများကိုလက်ခံကကျေးဇူးတင်စကားပြောကြားခဲ့သည်လန်ကီတွင်အထဝရောက်လာပြီးလက်စည်းလာသောကားရှိကိုအချိန်ပြင်းစွာပိတ်ရက်လိုက်သည်သူသည်ကားတကားဖွင့်ကလက်ကိုဆွဲထုတ်ပြီးဖုံးပါကြောင့်မကင်တလဲဟုစိတ်လှုပ်ရှားစွာမေးမြန်းခဲ့သည်လက်ကဲရှင်နဲ့ပါဆိုင်လို့လဲဟုအေးဆက်ဆက်ပြန်ပြောကကားပေါ်ပြန်တက်ပြီးထွက်ခွာသွားခဲ့သည်ဖြင့်အထဝမှာကြောင်းအန်းဖြင့်ကြံရစ်ခဲ့သည်လက်သည်သူမ၏မိသားစုနှင့်မျက်နှာချင်းမဆိုင်လို့သည့်အတွက်ကြောချကသူမကိုအမဖြစ်သူ၏အိမ်တွင်နေထိုင်နိုင်ရန်စီစဉ်ပေးခဲ့ပြီးနောက်တစ်နေ့တွင်တစ်သားထဲလုပ်ငန်းခွင်၌အလုပ်ရအောင်ကူညီပေးခဲ့သည်အထဝတ်သည်လက်အိမ်ပြန်မရောက်ကြောင်းသိရသဖြင့်ကြောချထံသို့တွားရောက်မေးမြန်းရာကြောချကလုပ်ငန်းခွင်လိပ်စာကိုပေးလိုက်သည်လုပ်ငန်းခွင်သို့ရောက်လာသောအထဝတ်သည်ပင်ပန်းနှွမ်းနယ်နေသည့်လက်ကိုတွေ့ရပြီးသူမအတွက်အလုပ်တစ်ခုရှာပေးထားကြောင်းစာရွက်ထုတ်ပေးသည်လက်ကစာရွက်ကိုယူလိုက်ပြီးနောက်ထပ်မတွေ့ကြပါနဲ့တော့ဟုပြောကအမူအရာမဲ့စွာထွက်ခွာသွားခဲ့ရာအထဝတ်မှာတနာကယူနာစိတ်များဖြင့်ကြည်ကြံခဲ့သည်အခြားတစ်ဖက်တွင်မူဒုတိယဥက္ကဋ္ဌကလက်၏မွေးစားဖခင်ကိုကုမ္ပဏီသို့ခေါ်ယူကလက်ကိုနှစ်ပေါင်းများစွာဆုံးဖြတ်ခဲ့သည့်နေရာကိုစုံစမ်းတွေ့ရှိကြောင်းမွေးစားဖခင်သာမကယ်တင်ခဲ့လျင်သူမတည်ဆုံးနိုင်ကြောင်းကိုပြောပြပြီးအပြစ်မယူရန်ဆုံးဖြတ်ခဲ့ကြသည်မွေးစားဖခင်ကလက်ပြောက်ဆုံးနေသည်မှာကြာပြီဖြစ်ကြောင်းပြောပြပြီးနောက်ထိုနေရာမှထွက်ခွာလာစဉ်ရုတ်တရက်မေးလဲသွားခဲ့သည်အထဝတ်ကသူ့ကိုချက်ချင်းဆေးရုံပို့ပေးခဲ့သည်ဆရာဝန်၏အကြံပေးချက်များကိုလစ်လူရှုကအထဝတ်သည်ရဲစခန်းသို့တွား၍မိန်းကလေးငယ်များတိတ်ဆုံးမှုရှိမရှိစုံစမ်းခဲ့သည်နောက်ဆုံးတွင်ပင်ပန်းနေသောမွေးစားဖခင်ကိုကြည့်ပြီးအထဝတ်သည်လက်ရှိနေသည့်လုပ်ငန်းခွင်လိပ်စာကိုပြောပြလိုက်သည်တရင်ကြားရသောအခါမွေးစားဖခင်သည်ချက်ချင်းထွက်ခွာသွားပြီးလမ်းတွင်အလုံးမှပြန်လာသောသမီးဖြစ်သူလင်းနှင့်မမျှော်လင့်ပဲမျက်နှာချင်းဆိုင်ပြန်လဲဆုံတွေ့ခဲ့ရသည်